နှစ်ပတ်ကိုတစ်ခါနှစ်ပတ်ကိုတစ်ခါလင်မယားတွေဟာနှစ်လမှာစနေတနင်္ဂနွေ2ရက်နှစ်မှာတစ်ပတ် မင်္ဂလာပါအမကြီး မင်္ဂလာပါ ဟောလေးအမတင်းနေတယ်ပေါ့နော်အိမ်ထောင်ရေးအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ညီမသိချင်တာတစ်ခုရှိရပါတော့အဲ့ဒီထဲမှာဒီလူပြိုအပြိုအိမ်ထောင်တွေရဲ့ကြွာချချက်လေးကိုပြောပြပေးပါဦး ဟုတ်တော်များများပြောရပေါ့နော်အိမ်အောင်ကြတယ်သားသမီးရလာတယ်ဆိုလို့ရှိရင်မလွတ်လပ်တော့ဘူးလို့ပြောကြတယ်ပေါ့နော်ဒါပေမဲ့လမ်းတို့ပေါ့နော်ဒီစောက်တွေမှာဖတ်ရတာမှာနှစ်စီးမြင်းဆိုတာရှိတယ်သူတို့ပေါ့နော်ဒီနှစ်ပတ်ကိုတစ်ခါလင်မယားတွေဟာနှစ်ပတ်ကိုတစ်ခါဒိတ်လေးထွက်ပေးရတယ်ခလေးတွေရောအကုန်လုံးကိုခဏခလေးထိန်းနေနေထားခဲ့ပြီးတော့ဘာဖုန်းမှလည်းအရေးမကြီးမဆက်နဲ့ဟုတ်ကဲ့သေးရှင်မဟုတ်ရင်မဆက်နဲ့ပေါ့ကွယ်ခလေးအဆင်ပြေလာပြီဘာမှလှမ်းမမေးနဲ့ပေါ့နော်အရေးကြီးမှဆက်ဘိုးဘွားတွေနဲ့ပဲဖြစ်ဖြစ်ထားခဲ့လိုက်ခလေးထိန်းနေပဲဖြစ်ထားခဲ့ပြီးတော့နေ့လယ်စာတော့စားဖြစ်ဖြစ်မနက်စာတော့စားဖြစ်ဖြစ်ဖုန်းတယောက်မှမသုံးမနဲ့သွားရမျိုးဟုတ်ကဲ့နှစ်ပတ်မှာတစ်ခါဒိတ်လေးထွက်ပေးရမယ်တကယ်လို့ထိမ့်မဲ့လူရှိလို့ရှိရင်တော့ဟိုတယ်မှာသွားနာလိုက်လို့ရှိရင်ကိုပိုကောင်းတာပေါ့နော်ဟုတ်ကဲ့နောက်ပြီးတဲ့ခါကျတော့နှစ်လမှာစနေတနင်္ဂနွေ2ရက်ဟုတ်ကဲ့အဲ့ဒါလေးခရီးလေးထွက်ပေးရမယ်ဟုတ်ကဲ့နှစ်မှာတစ်ပတ်ခရီးထွက်ပေးရမယ်ဒါဆိုလို့ရှိရင်အရန်ကိုအဆင်ပြေပါတယ်လို့အဲ့တော့စူးစမ်းကြည့်ကြပါအဲ့နှစ် rules လေးပေါ့နော်ဆိုလို့ရှိရင်အရန်အောင်မြင်တဲ့ဇနီးမောင်နှံတွေဖြစ်လာမှာပါဟုတ်ကဲ့ခုလိုဖြေချပဲကျေးဇူးအများကြီးတင်ပါတယ်အမဟုတ်ကဲ့ပါ